ဆိုတော့ချင်းပန် extra နဲ့သွားမယ်ဘယ်လိုဖြစ်ပါလဲချင်းပန်ပတ်ခဲ့ပါမယ်လိုက်ခဲ့ကြပါဦး bye အနားခွဲထွက်လာတာခုဆိုရင်တော့မိုးချက်ကေကိုရောက်နေပါပြီအခုပုံတို့မော်ချေကားဝင်ရောက်ပြီးတော့တက်ကတ်ထုတ်ပြီးတော့အထက်ဝင်လိုက်ပါအောင်မယ်ပုံတို့အခုတက်ကတ်ဖြတ်ပြီးတော့အထက်ကဖုတ်ကောက်ပါနတ်စာလာစားရပါတော့ဘာမှမစားခဲ့ရတော့ပုံတို့အိမ်ကနေပြီးတော့တက်စီ9ခွဲလောက်စီးလာတယ်ကွာ9နာရီခွဲလောက်တက်စီစီးလာတယ်ဒီကို6နာရီကျော်ကျော်လောက်တော့ရောက်တယ်ပေါ့နော်ကားလဲရှင်းတော့ညံတယ်ပေါ့နိုင်ဝက်လောက်တော့စီးရတယ်ပေါ့လေအခုဖုတ်ကောက်မှာနတ်စာစားလိုက်ပါဦးလို့ first ကတော့မှာချက်သားခေါက်ဆွဲပါjust 你们啥你玩ခုတော့ကောက်တက်ပါတော့မရှင်ခဏဆက်တော့ပဲနာခဏဆက်တော့ဟလမ်းမျိုးလုံးကောက်တဲ့လှမ်းကြည့်လိုက်ဟိုမှာဂိတ်တွေရေးထားတယ်69ဘာလေးတယ်ကြာလို့ခဏဘာမှမတန်းတော့โอเคကားပလက်ဖောင်းလိုက်ရှာလိုက်ပါအောင်ရှင်အရှာတွေ့ပါပြီဆိုတော့ကားနဲ့တော့ဆိုတော့ကားဝင်ရောက်ပါပြီကိုရီးယားတော့ပေါ်တက်မှာပေါ်တက်ရှေ့ဆုံးခုံပါပါရှေ့ဆုံးခုံပါပေါ်တက်ရှေ့ဆုံးခုံပါဆိုတော့ဒါခုံအောင်ဒီပုံစံနဲ့ထားတယ်ဆိုတော့ထိုင်လို့ကောင်းပါရှေ့ဆုံးကတော့ခုံအောင်တော်တော်ထိုင်လို့ကောင်းပါဆိုတော့ကားဝင်ရောက်တာဘယ်နှစ်နာရီ9နာရီကျော်ကျော်တော့ရှိပါတယ်9နာရီ7ရှိပါတယ်9နာရီခွဲမှာကားထွက်မှာဆိုတော့ဝေးဆက်လက်ပြီးတော့စီးလိုက်ပါဦးကဲခုဆိုရင်တော့ကားစားထွက်ပါပြီရေကူတပုံနဲ့မိုးတထုံလာပြီးရပါတော့ပုံလို့ဝယ်ထားတဲ့ကားလက်မှတ်က900နဲ့4ဘတ်ပဲရှိရပေါ့ test တွေပါတွေအပါကွာဟုတ်တယ်900တယောက်ကို904ဘတ်ဆိုတော့2ယောက်ကို1400နဲ့10ဘတ်ပဲပေးရမဆိုးဘူးပေါ့ဒီတော့
ဆိုရင်တော့12နာရီပါခရီးတစ်ထောင်နားပါတယ်ခရီးတစ်ထောင်နားပြီးတော့ဒီမှာစားချင်တာဝင်စားလို့ရပါတယ်ဆိုတော့ဝင်စားလိုက်ပါမယ်တစ်ကက်မပေးအောင်တော့ယူရီးယားမင်္ဂလာဒါခောက်ခါဒါပါ ဝသားနဲ့ဟွာနဲ့ သမင်းနဲ့အဆာလာလက်သမင်းနဲ့ညမာတို့ရေးတာ this one အမတို့ကဒီအောင်ဆောင်လို့ဒီ20နဲ့ထပ်ပြီးဒီရာလေးထပ်သွားယူရအောင် အဲ့လိုမျိုး အဲ့ဒီတိကျအပြင်ကို20ထပ်ပြီး20โอเค20နဲ့သွားလဲရတာ တုတ်ကင်သွားလဲရ တုတ်ကင်လဲရโอเค အဲ့ဆိုကြည့်လာအောင်ဟုတ်ကျေးဇူးပါ ဘတ်20ပေးရပါဆိုတော့မဆိုပါဘူး ကားလက်မှတ်ပိုင်ဘတ်20အပူထည့်ပေးရ ကားနံပါတ်ပါဘတ်20ထည့်ပေးရတယ်ဒါပဲစားပါဘတ်20တော့ပို့ပေးရပါတယ်ကားလက်မှတ်ပြရင်ဘတ်20နဲ့စားလို့ရတယ် ရှင်နောင်းသွားရင်တော့လည်းကားစား ကျွန်တော်သွားတော့လကားစားဒီမှာတော့ဘတ်20ထပ်ပေးရပါတယ်စားလိုက်ပါအောင်မယ်နဲ့အရင်ကောင်း ကောင်းနေကြပဲတော်တော်စားကောင်းစားပြီးတောက်ပြီးတော့စောင့်နေပါစောင့်နေတော့တက်ပါမယ်ဆိုရင်ကောင်းပါပြန်ပါပြီကျွန်မဆက်လက်သွားလိုက်ပါအောင်ဆက်လက်ဒီလိုကျစတဲ့ရောက်စလာတယ်ချင်းမိုင်ကိုရောက်လာပါပြီည7နာရီမှရောက်ပါတယ်အဲ့တော့မနေ့7နာရီကထွက်ပြီးတော့ည7နာရီမှရောက်ပါတယ်7နိုင်တော့မထိုးဘူး7နာရီတော့မထိုးသေးထိုးတော့မှာနော်7နာရီ35ပဲတိတ်7နာရီတော့ကြာပါဘူး7နေဝင်ကြတော့ကြာစီတာစလန်ဝေသွားပါပြီခုချင်းမိုင်ရတော့ကားခေါ်လိုက်ပါအောင်မယ်ဒါ ဒီဖန်ကောက်ထက်တော့နည်းနည်းလေးတော့ နည်းလေးတော့အေးတယ်ပေါ့နော်ခုချင်းကအရင်တော့မအေးလေးပါကားခေါ်တာစောင့်နေပါတော့ရောက်ချင်းမှာဖြည့်ရှင်းရတဲ့ကိစ္စကတော့နှစ်ယောက်တော့တီးတော့ပေါက်ပါတယ်ကားရဲ့အိမ်နာမဆန့်ကားရဲ့အိမ်နာတီးကားရဲ့တော့ပြတယ်လက်ဖက်ဆောင်လို့ကြည့်လိုက်ပါအောင်မယ်နောက်ဆုံးတော့ရောက်ခဲ့ပါပြီချင်းမိုင်မှာအေးရတော့အေးရနော်ဘာကြောင့်မင်းမင်းချစ်တော့မျက်လုံးကြီးကိုဖြူနေ没有没有喵ချ
拜拜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 ，也拜拜。ရှက်နေ